ဒါတွေကတော့ Monster နဲ့ဒီ One Piece နဲ့ collab လုပ်ထားတဲ့ blind box တွေကို unboxing လုပ်ပြမှာပဲဖြစ်ပါတယ်လှည့်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ပြီးခဲ့တဲ့ video မှာပြခဲ့တဲ့အတိုင်းပဲ12ရုပ်ကို +1 ပေါ့နော် secret ဘာပေါက်မလဲမသိဘူးကျွန်တော်ကတော့အလေးဆုံးဘူးတွေကိုပဲကျွန်တော်ကရွေးပြီးစုထားတာပေါ့နော်ပေါက်ပြီဟုတ်ပြီပေါက်ပြီပေါက်လိုက်ပြီပေါက်တဲ့အချိန်ကျတော့မျိုးလုံးဖွင့်ထားတယ်နှိုက်တော့မကြည့်ရသေးဘူးမြင်လည်းမမြင်ရသေးဘူးပေါ့နော်ဆိုတော့ okay ကျွန်တော်မျိုးလုံးမိတ်နှိုက်ပြီဗျာနှိုက်ပြီဗျာချော်ပါလေးဟာလို့ချော်ပါလေးဟာလို့ကျွန်တော်တို့စတွေကလိုချင်တယ်ချော်ပါလေးကအလှဆုံးဆိုတာဝါပတ်လေလေးတစ်ချက်ကြည့်ရအောင်ချော်ပါလေးမိုက်တယ်ဗျာလာဘူးရုံနဲ့ချော်ပါနဲ့တွဲထားတာသူက base ပါလာမသိဘူးတစ်ချက်ကြည့်ကြည့်အောင်ကျွန်တော်တို့အထက်ထဲမှာအိတ်ဘူးထဲမှာဘူးထဲမှာတခုသူကတ်ပါတယ် base လည်းပါတယ်ဒါက one tap poster လေးနဲ့အမလီ chopper ကအမလီ baby 1000ရထားတဲ့ကတ်လေးပါနောက်ပြီးတော့ base လားbase mode ကဟို98လို့ပါတယ်ဒီမှာ base တစ်ချက်ကြည့်အောင်ကျွန်တော်တို့baby wine လေးနဲ့ဗျာဒါပထမဆုံးကျွန်တော်ထောက်တဲ့ one piece ပေါ့နော် chopper လေးကိုတစ်ချက်တွဲပြပါအောင်ကျွန်တော်တို့ဒါလေးဖောက်လိုက်မယ်ဆိုတော့ဒါလေးကအဲ့ဆိုဒီဘူးလေးနဲ့အဲ့လိုမျိုးနောက်နှစ်ဘူးကတော့ဘာဖြစ်မလဲမသိဘူးနောက်ဘူးကတော့နောက်နေ့မှထပ်ပြီးတော့ကြည့်ပါမယ်အဲ့ပေါက်မယ်ဆိုတော့ဒီပါကျွန်တော်လည်းတူကြည့်ပြီးလို့ကျေးဇူးအများကြီးတင်ပါတယ်ဗျာ